မေရောကြီးအမိ3ယောက်အလုံးပေါင်းလိုက်ရဟန္တာ9ပါးရဲ့မေရောဖြစ်ပါလေတဲ့နဲ့ဘုရားဘာသာမဖြစ်သေးပဲနဲ့ပြမာကိုကိုးကွယ်တဲ့ဘာသာဝင်ကြီးပြမာဘာသာဝင်ကြီးဖြစ်နေသေးတယ်ငါအနေနဲ့တာဝန်မကျေသေးဘူးအဲ့တော့နောက်ဆုံးအနေနဲ့မေရောကြီးလမ်းမှန်သွားအောင်ငါကြိုးစားဖို့လိုတယ်ဘုရားကုံကိုအခြေခံပြီးတော့တရားတစ်ပုဒ်ဟောလိုက်တာမေရောကြီးဟာဘုရားကုံကိုအာယုံပြုရင်းကနေစိတ်ဝင်စားနေတဲ့အခါကျတော့ဘုရားကုံကနေဆက်ပြီးနောက်ဆုံးမှစိတ်ဓာတ်ကြံ့ခိုင်တဲ့ဒိဋ္ဌိဝိသိကိစ္စလို့ခေါ်တဲ့အမှန်မြင်ခြင်းနဲ့တန်တရားခင်းခြင်းဆိုတဲ့အဆင့်တစ်ခုကိုရသွားပြီးတော့အစစ်မှန်တရားဆိုတာဓမ္မအစစ်မှန်ပဲဆိုတာလမ်းမှန်ကိုတွေ့ပြီးတော့သွားတယ်သောတာပန်ဖြစ်သွားတယ်လို့ဒီလိုဆိုတာပေါ့နော်သောတာပန်ဖြစ်သွားတယ်ဆိုတာအမှန်မြင်သွားပြီအမှားနဲ့အမှန်ခွဲခြားပြီးသိတတ်သွားပြီအမှန်မြင်ုံနဲ့မကဘူးတန်တရားလည်းပဲကင်းစင်သွားပြီဘယ်ဟာမှအမှန်ဆိုတာကိုလည်းဆုံးဖြတ်နိုင်သွားပြီအဲ့ဒီသောတာပန်ဖြစ်သွားတဲ့အခါမှာရှင်သာရိပုတ္တရာမထေရမြတ်ကငါမေတော်ကြီးကငါ့ကိုကျွေးမွေးစောင့်ရှောက်လာခဲ့တယ်မိဘရဲ့ကျေးဇူးတော်ငါဆက်ရပြီလို့စိတ်ထဲမှာကျေနပ်မှုဖြစ်သွားတာဝန်တစ်ခုဆောင်ရွက်လိုက်ရပြီလို့ကျေနပ်မှုဖြစ်သွားပြီမကြခင်ပဲအရုံတက်လို့မိုးစင်စင်လင်းတဲ့အချိန်မှာရှင်သာရိပုတ္တရာမထေရမြတ်သမဘာဝင်စားပြီးသမဘာကအထမှာသုတိစိတ်ကြပြီးပြိဋိဘံစံသွားတယ်ပေါ့တစောင်းမုံလာပြီနေ့မှာအဲ့ဒီအချိန်မှာမြတ်စွာဘုရားတက်တော်80အဲ့လိုရှင်သာရိပုတ္တရာမထေရမြတ်ရဟန်းဘဝနဲ့44နှစ်တက်တော်အပြင်ပြောမယ်ဆိုရင်တော့ခံမှန်းကြတာတော့85လောက်အဲ့ဒီလိုပြိဋိဘံစံသွားပြီဆိုတာကိုနောက်ဆုံးမှာရှင်သာရိပုတ္တရာအလောင်းမိသိညိုပြီးတဲ့အခါမှာရှင်သာရိပုတ္တရာရဲ့တပိတ်ထဲမှာရှင်သာရိပုတ္တရာရဲ့အယိုးဓာတ်တွေကိုထည့်ပြီးတော့ညီတော်ဆုံတာတပိတ်သင်္ကန်းတွေကိုသင်္ကန်းကိုပခုံးတင်တပိတ်လေးလွယ်ပြီးတော့ရှင်သာရိပုတ္တရာအယိုးတွေပါယူပြီးတော့ပဲပြန်သွားတော့ဆိုတာဝတိစေရုံဘက်ကိုပြန်သွားတယ်နော်အင်တာမရိုးရှင်းတယ်ဆိုရင်ချင်းကိုကြွေးခြင်းပူဆွေးခြင်းဆိုတာမရှိဘူးဘဝတစ်ခုကအဆုံးသတ်တာတည်တည်ငြိမ်ငြိမ်နဲ့ဆုံးသတ်သွားညီတော်ရှင်ဆုံးတာကလည်းယဟန္တာဖြစ်နေသည့်အတွက်ကြောင့်တည်ငြိမ်စွာနဲ့ပဲအယုဒ္ဓတွေကိုထည့်သွားတယ်အဲ့ဒီမှာရှင်သာရိပုတ္တရာရဲ့ဓာတ်တော်လို့ဆိုတာမဟာစီဆရာတော်ဘုရားကြီးဟောကြားတဲ့တရားထဲမှာထည့်ဟောထားတယ်စာအုပ်ထဲမှာလည်းထည့်ရေးထားတာရှိတယ်ရှင်သာရိပုတ္တရာဓာတ်တော်ဆိုပြီးတော့အိန္ဒိယမှာသူဖူးခဲ့ရတယ်တဲ့တမန်လူတယောက်ရဲ့အယိုးလိုပဲအယိုးပါပဲလို့ဒီလိုပြောတယ်ခဏခေတ်လိုအလုံးကလေးတွေအလုံးလေးတွေကိုဓာတ်တော်ကြတယ်ဆိုပြီးတော့ဖြစ်နေတာမျိုးမဟုတ်ဘူးနော်ဓာတုဆိုတာမိသကြိုလို့ဖြစ်ပေါ်လာတဲ့အယိုးပဲလူရဲ့အယိုးအဲ့တော့အဲ့ဒီအယိုးကိုတပိတ်ထဲထည့်ယူသွားတာရှင်သာရိပုတ္တရာရဲ့တပိတ်ထဲထည့်ပြီးတော့ရှင်စုံနာလွယ်ပြီးတော့ယူသွားတယ်ဘယ်ယူသွားတော့ဆိုတာဝတိပြည်စေတော်အကြောင်းဖျားစီယူသွားတာဟိုရောက်တဲ့အခါကျတော့သူ့ရဲ့ဆရာရှင်အနန္ဒာစီရှင်ဘုရားတဲ့ရှင်သာရိပုတ္တရာတော့ပြိဋိဘံစံသွားပြီဟောတာသူ့ရဲ့တပိတ်သင်္ကန်းဒီထဲမှာသူ့ရဲ့အယိုးတွေပါတယ်ဓာတ်တွေပါဓာတုတွေပါတယ်လို့ဆိုပြီးတော့အေးဒါဖြင့်ရှင်အနန္ဒာကတို့ဖျားနဲ့တွေ့ဖို့လက်ဆောင်ပစ္စည်းရပြီဖျားစီသွားကြရအောင်ရှင်အနန္ဒာကတော့သောတာပန်မြတ်တာဖြစ်သေးတော့ယန္နာပြတ်တယ်ရှင်သာရိပုတ္တရာပြိဋိဘံစံသွားပြီဆိုတော့စိတ်မကောင်းနေဖြစ်တယ်ဖျားစီရောက်တဲ့အခါကျတော့ရှင်ဘုရားတဲ့ညီတော်ဆုံတာကလျှောက်ပါတယ်ရှင်သာရိပုတ္တရာပြိဋိဘံစံသွားပြီလို့ပြောပါတယ်ဒါရှင်သာရိပုတ္တရာရဲ့တပိတ်သင်္ကန်းနဲ့အယိုးပဲဖြစ်ပါတယ်လို့
ရှင်သာရိပုတ္တရာပြိဋိဘံစံတယ်လို့လဲကြားလဲရရောတပည့်တော်စိတ်ထဲမှာတရားလဲနှလုံးသွင်းလို့မရဘူးတဲ့ခန္ဓာကိုယ်ကြီးကလည်းတောင်းတောင်းတင်းပြီးတော့သွားတယ်အယမျက်နာတွေကိုလည်းပဲဘယ်ဘက်မှာကြည့်ကျင်စိတ်မရှိစိတ်ထဲမှာမကြည်မသာဖြစ်ရတယ်ပေါ့ဘယ်ကြည့်လိုက်ဝမ်းနဲ့ကြည်ကွဲเสียဖြစ်ရတယ်ဆိုတော့မြတ်စွာဘုရားကရှင်အနန္ဒာကိုတရားချပြီးတော့ဓမ္မကိုအားကိုးဖို့ဆိုတာကိုအဲ့ဒီနေရာမှာဟောတယ်ပေါ့ရှင်သာရိပုတ္တရာပေါ်မှာအမြဲတမ်းအားထားတာတခြားမဟုတ်ဘူးရှင်အနန္ဒာကလျှောက်တယ်ရှင်သာရိပုတ္တရာဟာတရင်သုံးပေါ်တွေပေါ်မှာအလွန်ညှာတာတယ်မရှင်းလင်းတာတွေဆိုရင်ရှင်းလင်းဖြစ်အောင်ရှင်းပြတယ်စိတ်ရှိလက်ရှိနဲ့တရားဟောပေးတယ်တရင်သုံးပေါ်တွေနားလည်အောင်ရှင်းပြတတ်တယ်ခက်ခဲနဲ့တဲ့အဓိပ္ပာယ်တွေရှင်းလင်းအောင်ဟောပြတယ်အင်တန်မှတရားနဲ့ချီးမြှောက်ဖို့ရတယ်ဒါကြောင့်မို့အဲ့ဒီဆုံးရှုံးမှုအတွက်တပည့်တော်ဝမ်းနေတာပါလို့ရှင်အနန္ဒာကအဲ့လိုရှောက်အဲ့တော့မြတ်စွာဘုရားကရှင်သာရိပုတ္တရာအယုဒ္ဓတွေကိုဇေရဝံကျောင်းအနီးမှာပဲထူပဆိုတာလေးထဲမှာရှင်သာရိပုတ္တရာရဲ့ဇေရီတည်ပြီးတော့ထူပထဲမှာထိသွင်းထပ်ပနာဒီနေရာမှာထူပနဲ့စေတိယဆိုတာကိုဘောဓုတမှတ်သားတဲ့နဲ့ပေါ့ထူပဆိုတာအင်္ဂလိပ်လိုရေးတဲ့အခါစတုပလို့ရေးလို့ရှိတယ်စကားလုံးကအင်္ဂလိပ်စကားလုံးတော့မဟုတ်ဘူးအိန္ဒိယစကားလုံးတစ်ခုပဲထူပကိုစတုပလို့ရေးတယ်စတုပဆိုတာစဘာပုံကြီးလို့မောင်မိုနေတဲ့ပုံစံအပြင်ပြောမယ်ဆိုရင်စကိုင်းကကောင်းမှုတော်ကြီးလို့ပေါ့နော်တော်မုတ်ပိရမစ်ကြီးတွေလို့ပေါ့အဲ့လိုမြေကြီးပုံထားတဲ့အပုံမျိုးအဲ့ဒီထိတ်မှာတက်ပြီးတော့လေးတောင်တိုက်လုပ်ပြီးအယိုးထားလေးရှိကြတယ်မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေအတွက်ရှည်စုပြီးတော့ထူပဆိုတာဒီလေးရှိကြတယ်ရှင်သာရိပုတ္တရာရဲ့အယိုးကိုလည်းထည့်သွင်းပြီးတော့ဇေရဝံကျောင်းသားမှာထူပဆိုတာတည်ထားတယ်ပေါ့ဒီလိုဆိုလို့အဲ့ဒီထူပသည်ဖြင့်ကိုယ်ွယ်ရဖြစ်သောကြောင့်စေတိယလို့လည်းခေါ်ကြတယ်ဒါကစာပေကျမ်းဂန်အရာပြောတာထူပနဲ့စေတိယအထူးဆိုပြီးတော့ဒီဇိုင်းနဲ့ပတ်သက်ပြီးတော့ပေးရခေတ်မှာစတုရင်ကဗလအမတ်ကြီးဆိုတာရှိတယ်စာတတ်တယ်အဘိဓမ္မာပရိပိကကျမ်းကြီးကိုဖွင့်ဆိုတဲ့အဘိဓမ္မာပရိပိကတီကာကျမ်းထဲမှာကြတော့သူကဘာရေးထားတော့ထူပနဲ့စေတိယဘာထူးတော့ဆိုတော့မုတ်ပါတာမပါတာထူးတယ်လို့သူကတော့ဒီလိုရေးတယ်စာပေကျမ်းထဲမှာကြည့်ရင်မုတ်ပါတာမပါတာအဓိကမဟုတ်ဘူးအယုဒ္ဓတွေထည့်သွင်းဌာပနာလို့ရှင်ထူပအယုဒ္ဓမဟုတ်ဘဲနဲ့လူတွေတက်တက်ပူဇော်တာကြတော့စေတိယလို့စေတိယဆိုဒီမှာတစ်ပင်လည်းဖြစ်နိုင်တယ်တောတွေတောင်တွေလည်းဖြစ်နိုင်တယ်လူတွေကိုးကွယ်တာမှန်သမျှစေတိယပုဂ္ဂိုလ်တူရဲ့ religion လို့ခေါ်တဲ့ဓာတ်ကျွန်းဓာတ်ကြံတွေကိုမြုပ်နှံတာမျိုးမဟုတ်ဘူးအဲ့ဒါကစေတိယထူပကြတော့ထူပလို့လည်းခေါ်လို့ရတယ်အယုဒ္ဓတွေထည့်သွင်းပြီးဌာပနာရင်ထူပလို့ခေါ်ရမယ်ပူဇော်လို့